MIB မှာ AI40 ချက်အတန်းကိုတက်ရောက်ရတဲ့အတွေ့အကြုံလေးကကြတော့တင်ရတာအဆင်ပြေပါတယ်ဆရာကြီးပေးတဲ့စာတွေကပေါ့နော်ညီမတို့အတွက်ကတော့အများကြီးအသုံးဝင်တာတွေ့ရတယ်ဒါပေမဲ့ဆရာပြောတာတွေကိုlive မှတ်နေရတဲ့အခါကျတော့ဟိုပေါ့နော်live မှတ်တဲ့အခါကျတော့လက်တွေ့ live ပြီးလောက်ရတဲ့အခါမှာဟို line ကြတာနဲ့ပါနေဆိုတော့ချက်ချင်းတော့ live လောက်ရတာတော့တချို့ဟာလေးဆိုအဆင်မပြေရတော့ရှိရပေါ့နော်ဒါပေမဲ့လည်းနောက်မှပြန်လောက်ရတာမျိုးပေါ့နော်ပြန်ပြီးတော့practice ပြန်လုပ်တာမျိုးနဲ့တော့အဆင်ပြေပါတယ်ညီမတို့အတွက်ကတော့ဘယ်အပိုင်းရေကိုလက်တွေ့အသုံးချဖြစ်တာလဲဆိုတာအထက်ကိုဆရာကြီးပြောသမျှ၄ရက်လုံးရဲ့သင်ခန်းစာတိုင်းဒီညီမတို့အတွက်ကိုအသုံးဝင်ပါတယ်အများဆုံးအသုံးဝင်တဲ့အပိုင်းတွေဆိုလို့ရှိရင်တော့ PowerPoint တွေ video တွေလုပ်တဲ့အပိုင်းတွေမိကုန်းထုတ်တဲ့အပိုင်းတွေအဲ့ဒီအပိုင်းတွေပေါ့နော်ပြီးသွားလို့ရှိရင် answer ရှာတဲ့အပိုင်းတွေဒီအပိုင်းတွေကတော့ဆရာမတွေဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီအပိုင်းတွေကတော့ပို့ပြီးတော့အသုံးဝင်ပါတယ်ရှင်အတန်းမတက်ခင်နဲ့တက်ပြီးတဲ့အခါမှာဘာကွာသွားလဲဆိုတော့အတန်းမတက်ခင်မှာတော့ PowerPoint ပြင်ရတာတွေ video လုပ်တဲ့အခါမှာပေါ့နော်နောက်ပြီးတော့မိကုန်းထုတ်တဲ့အခါတွေanswer တွေပါဆိုရင်တော့အရင်ကတော့တိတယ်အဲ့လောက်ထိအသေးချာကြဲပြန့်မသိဘူးပေါ့နော်ဒါပေမဲ့ဆရာကြီးရှေ့ကတက်ပြီးတဲ့အခါမှာတော့ကိုသိတဲ့အပိုင်းနဲ့ဆရာကြီးကထပ်ပြောတဲ့အပိုင်းတွေနဲ့ပေါင်းဆက်ပြီးတော့ပိုသိရတဲ့အတွက်အလုပ်ကတနားရီလောက်ကြာမယ်အလုပ်ဒီမိနစ်20လောက်နဲ့ပြီးတာမျိုးလေးတွေတော့ရှိပါတယ်ရှင်ကိုယ့်ရဲ့ teaching career အတွက်တော့အထောက်အကူတွေအများကြီးဖြစ်ပါတယ်ရှင်နောက်ပိုင်းကိုမသိတာတွေဆိုလို့ရှိရင်ဒီတိုင်း YouTube ပါညာမဟုတ်တော့ဘဲနဲ့ AI နဲ့ကြတော့ပို့ပြီးတော့မြန်တယ်ပေါ့နော်ပို့ပြီးတော့မြန်တယ်ပို့ပြီးအသေးစိတ်လည်းသိရတယ်ပို့ပြီး detail လည်းကြားတယ်ပေါ့အရင်ကဆို YouTube ကြည့် Google တစ်ခါပြန်ကြည့်စာအုပ်ပြန်ဖတ်ရတာတဲ့စာရင်ဒါ AI ကတော့အများကြီးကိုအထောက်အကူဖြစ်ပါတယ်အခုထပ်ပြီးတော့သိရတဲ့ AI ကAI ပညာရပ်တွေကို MIB မှာတက်ရောက်လေ့လာဖို့ရည်ရွယ်ထားတဲ့ teacher တွေကိုတော့အကြံဉာဏ်ပေးချင်တာကအရန်ကောင်းပါတယ်ဒီ AI ပညာပေါ့နော်ဒီဆရာကြီးသင်ပေးတဲ့ခါတွေကလည်းအသေးစိတ်ကြတယ်ဆရာမတွေအတွက်လည်းအများကြီးအကျိုးရှိလိမ့်မယ်လို့ထင်ပါတယ်ဆရာကြီးနောက်ထပ် update ဖြစ်တဲ့ AI တွေလည်းညီမတို့ဘက်ကလည်းထပ်ပြီးတော့လေ့လာကြပါသေးတယ်ရှင် MIB ရဲ့ AI40 ချက်အတန်းအောင်တက်ရခြင်းရွေးချက်ကကြတော့ကျောင်းအတွက်ပေါ့နော် training ပြန်ပေးဖို့လိုအပ်တာတွေလည်းရှိတဲ့အတွက်ကြောင့်မလို့တက်တာပါရှင်